အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ photographer Cherry ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ pre-wedding ရိုက်မဲ့သူတို့သားနဲ့သူတို့မိလေးတွေ post မပေးတတ်လို့အခက်အခဲနဲ့ကြုံတွေ့နေကြပြီလားဒါဆိုပြည်လည်သွားစီမဲ့ post idea 10ခုကိုကျွန်တော်ဒီဗီဒီယိုမှာ sharing လုပ်ပေးချင်ပါတယ်ဒီဗီဒီယိုတော့အဆုံးထိကြည့်သွားဖို့တော့လိုအပ်ပါလိမ့်မယ်အားလုံးပဲဒီ post 10ခုကိုဒါတေချာအသုံးချနိုင်ရင်တင်းရဲ့ pre-wedding album ကပို့ပြီးအသက်ဝင်စေမှာပဲဖြစ်ပါတယ်ဓာတ်ပုံရိုက်တဲ့အခါ position ထက်အရေးကြီးတာကတင်းတို့နှစ်ဦးရဲ့ချစ်ချင်းမြတ်တာကိုခံစားမိစေဖို့ပါပဲကဲအားလုံးပဲဓာတ်ပုံလေးနဲ့ပတ်သက်တဲ့အကြောင်းအရာများသိချင်ရင် comment မှာရေးခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ကြမယ်နော်